ကျွန်တော်တို့ဈေးချူချူနဲ့ပဇွန်ပွားကြောင်မင်းနေတဲ့သူများအတွက်ကျွန်တော်တို့ဆိုင်ကိုပွားကြောင်လေးတွေပြန်ဝင်ထားပါတယ်အပွင့်အဖက်ကြီးကြီးပါကောင်လေးတွေကပိတ်သလုံးပြည့်လို့ရှိရင်တော့2000နဲ့မှ2000နဲ့ပဲယူပါအချိန်များရင်တော့ဈေးထက်ပြင်ပေးပါမယ်တဲစားကဲလုံးဝမပအောင်ထည့်ပေးမှာပါအချိန်များရင်ဈေးထက်ပြင်ပေးပါမယ်နောက်တစ်မျိုးတော့ငပုတ်တင်လေးတွေပြန်ဝင်ထားပါတယ်ခင်ဗျာငပုတ်တင်လေးတွေချီတောက်ရှင်ဖွေးတန်လုံးဝအပေါ့ကြောက်တွေပါကောင်လေးကပိတ်သလုံးပြည့်လို့ရှိရင်တော့2000နဲ့မှ4000မှာအချိန်များရင်တော့ဈေးကထပ်ပြင်ပေးပါအောင်မယ်ခင်ဗျာကောင်လေးကလုံးဝစပေါ်ကြောက်စစ်စစ်လေးတွေပါစားတာတကောင်ချင်းကိုအရသာရှိနေသေးရပါမယ်ခင်ဗျာနောက်ထပ်ကျွန်တော်တို့ဆိုင်ကိုအသားမြင်းလေးတွေလည်းထပ်ဝင်ထားပါတယ်အသားမြင်းလေးတွေခေါင်းစားလွတ်တယ်လို့ပြောလို့ရပါတယ်အသားမြင်းလေးတွေလည်းဈေးချိုပါတယ်ခင်ဗျာဒီကောင်လေးပိတ်သလုံးပြည့်လို့ရှင်တော့4000နဲ့ပဲယူပါခင်ဗျာ41 42လောက်ပေါက်ပါတယ်4000နဲ့ပဲယူပါချိန်များရင်ဈေးထက်ပြင်ပေးပါမယ်ခင်ဗျ39 431 9 138ကိုဆက်သွယ်ပေးပါအားလုံးကျေးဇူးအထူးတင်ပါတယ်ခင်ဗျ